င်္ဂလာဆောင်ရက်မှာတင်အဆက်ခွဲခံလိုက်ရတဲ့သူတို့သမီးဒါပေမဲ့သူကအသာတကြီးငုံခံမဲ့မိန်းကလေးမျိုးမဟုတ်ပါဘူးတစ်ချက်သေးနဲ့တကားမကြီးကိုရိုက်ချိုးပြီးအိမ်တော်တစ်ခုလုံးကိုတုံ့နှုတ်သွားစေခဲ့ပါတယ်သူမဟာစစ်သူကြီးဟောင်းရဲ့တူရဲသောသမီးဖြစ်ပြီးဧကရစ်မင်းရဲ့အမေရဒီမာကီအိမ်တော်ကိုလက်ထပ်ဖို့ရောက်လာတာပါဒါပေမဲ့သူတို့သားဖြစ်သူကတခြားမိန်းကလေးတစ်ယောက်နဲ့ပေါင်းပြီးသူမကိုတကားပိတ်အဆက်ခွဲခဲ့ပါတယ်ချစ်မခံရတဲ့သူကမှမရငယ်ပဲလို့လာလောင်တဲ့မိန်းကလေးကိုသူမကပါရိုက်ပြီးပညာပေးလိုက်ပါတယ်ငါကယောက်ျားတွေရဲ့ရင်ဘတ်ထဲမှာရှိနေတဲ့မိန်းမတွေကိုပဲရွေးရိုက်တာဆိုတဲ့စကားတခွန်းကတော့တကယ့်ကိုအလန်းစားပါပဲသူ့ကိုလာတားတဲ့သူတို့သားကိုပါရိုက်ပစ်လိုက်ပြီးသူမရဲ့တိုင်းပညာစွမ်းအားနဲ့အိမ်တော်တကားကိုဖွင့်ချလိုက်ပါတယ်သူမရဲ့ဖခင်နဲ့အကိုတွေတိုက်ပွဲမှာပေးဆက်ခဲ့တဲ့ဂုဏ်သိက္ခာတွေအတွက်ဒီအိမ်တော်ကလူတွေကသူမကိုလေးစားမှုမပြခဲ့ကြဘူးတကယ်တော့ဒီအိမ်တော်ကလူတွေဟာသူမရဲ့အမွေနှစ်တွေကိုမောင်ပိုင်စည်းဖို့ကြံစည်နေကြတာပါဒါကိုသိသွားတဲ့သူမကတော့အရှုံးမပေးပဲဒီအိမ်တော်တစ်ခုလုံးကိုပြဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါပြီစစ်သူကြီးသမီးရဲ့လက်စားချေမှုကဘလို့ဆက်ဖြစ်လာမလဲဆိုတာကိုတော့မသိတော့ပါဘူး